သားတွေကြိုးစားတာပဲအဖေပြောသလိုလှုပ်တာပဲမင်းကငါပြောသလိုပဲလှုပ်တာမင်းအဖေပြောသလိုမင်းကထပ်ပြီးလှုပ်တာမင်းထပ်ပြီးထဲတာပါရှိလေတော်ပြီဗျာဒါတစ်ချက်စမစိုးကြတော့ဘာဖြစ်လို့လဲရှက်လို့ဘာလို့လဲဘယ်သူရှက်တာတစ်ချင်းကြီးကကိုကြီးရအောင်ဂီတာမူကိုစော်ယူရောအားလုံးပဲဗျာရှက်တယ်ဒီလိုရှက်တယ်ရန်ကုန်မှာနေလို့ရလားကွာသူတို့မရှက်စရာကြောင်းမရှိဘူးယူဆိုင်စရာကိုမရှိဘူးယူဆိုင်မှာမင်းကိုမင်းသူ့တာရဲထွန်းဆိုလဲမင်းကိုမင်းသူ့တာတော့ရဲထွန်းကပါကောင်းတယ်ဖြစ်ပါလိမ့်မယ်။ဒါတော့ကဘုံဖြစ်သူ့တာမဖြစ်တယ်ကွာ။ဒီစကားမျိုးပြောတာနောက်ဆုံးဖြစ်ပါစေ။သူ့တာဘုလိုပဲတော့ရမယ်။ဒီထက်သားမတော်ဘူးဘင်းကိုပြောတယ်